ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင်ဒီကနေ့မှာတော့ကျမတို့အားလုံးရဲ့ကိုးကွယ်ရာဘုရားရှင်ဟာလောကရဲ့ဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ပေးဖို့အတွက်ဘောဓိညောင်မင်းရဲ့၌သက်ပေညုတဉာဏ်တော်ရယူကာဘုရားဆင်စစ်ဖြစ်တော်မူခဲ့တဲ့တိတ်ကိုအရေးကြီးလာတဲ့နေ့အကြောင်းကိုပြောပြပေးပါရစေ။ကဆုံလာပြည့်နေ့ရဲ့နေဝင်ရီလျော့အချိန်မှာဘုရားအလောင်းဟာဘောဓိညောင်မင်းရင်ရှိအပရာဇိတပလင်ထက်မှာထိုင်တော်မူနေပါတယ်။သူ့ရဲ့အဋ္ဌံကတော့ကြောက်တောင်ကြီးတစ်ခုလိုခိုင်မာနေတာပါသက်ပေညုတဉာဏ်တော်ကိုမရသေး၍ဤပလင်မှမထတော့အံ့တဲ့ညအချိန်သို့ရောက်သောအခါတရားဘာဝနာကိုပွားများရာမှဉာဏ်တော်တွေအဆင့်ဆင့်ပွင့်လင်းလာပါတယ်ညဦးရန်တန်ကောင်းရန်မိုးတောက်ရန်အချိန်တွေကုန်လွန်သွားပြီးတဲ့နောက်အာယုံတက်ချိန်မှာတော့လောကမှာအနိုင်မဲ့တဲ့သက်ပေညုတဉာဏ်တော်ကိုရရှိပြီးဖျားဆင်စေဖြစ်တော်မူခဲ့ပါတယ်ဒါဟာကဆုံလာပြည့်နေ့ရဲ့တတိယမြောက်ထူးခြားချက်ဖြစ်တဲ့ဖျားဖြစ်တော်မူခြင်းပါပဲမြတ်စွာဘုရားရှင်ကိုဖျားဖြစ်စေခဲ့တဲ့ဘောဓိညောင်မင်းကိုကျေးဇူးဆက်သောအဖြစ်၎င်းဖျားရှင်နှင့်ထပ်တူအလေးထားသောအဖြစ်၎င်းမြန်မာနိုင်ငံမှာကဆုံလာပြည့်နေ့ကိုညောင်ရည်သွန်းပွဲတော်ကျင်းပပြီးဘောဓိညောင်မင်းကိုညောင်ရည်သွန်းလောက်ကြခြင်းဖြစ်ပါတယ်ရှင်